ဇလန်းအစမှာတော့အန်နာဆိုတဲ့ကောင်မလေးတစ်ယောက်ကသူ့အိတ်ခမ်းထဲမှာတရောထိုးရင်းအချိန်ကုန်ဆုံးနေတာကိုတွေ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအကျန်းဖတ်တတ်တဲ့သူ့ပထွေးဖြစ်သူကအရက်ပလင်းကိုကင်ပြီးအခန်းထဲဝင်လာကသူမကိုနှောက်ယှက်ပါတော့တယ်။ပထွေးဖြစ်သူကအန်နာစီကတရောကိုအတင်းလူယူပြီးမတော်မတရားလုပ်ဖို့ကြိုးစားလာပါတယ်။ဒီတစ်ခါမှာတော့အန်နာကအညက်မခံပဲခြေထောက်နှစ်ဖက်နဲ့သူ့ပထွေးကိုအတင်းကန်ထုတ်ပြီးတွန်းထုတ်လိုက်ပါတယ်။ပထွေးဖြစ်သူကရိုင်းနေပြီးပန်းအိုးနဲ့လေပင်တိုက်မိကသွေးတွေအများကြီးထွက်ပြီးလဲကျသွားပါတယ်။နောက်ဆုံးမှာတော့ကျမ်းပြင်ပေါ်မှာပဲအသေးဆုံးသွားပြီးအန်နာခမရထိတ်လန့်တကြားနဲ့ကြည်နေရရှာပါတယ်။တိတ်မကြခင်မှာပဲရဲတွေရောက်လာပြီးသူမကိုဖမ်းစစ်ဆေးမေးမြန်းမှုတွေလုပ်ပြီးတရားရုံးတင်ဖို့စီစဉ်လိုက်ပါတယ်။သူမကအပြစ်မရှိကြောင်းညင်းဆိုပေမဲ့တရားသူကြီးကတော့လူငယ်ပြုပြင်ရေးစခန်းမှာ၄နှစ်ကနေ9နှစ်အထိနေဖို့ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ဒါကြောင့်သူမဟာတခြားပြစ်မှုကျူးလွန်သူလူငယ်တွေနဲ့အတူဘတ်စကားစီးပြီးစခန်းကိုထွက်ခွာလာခဲ့ပါတယ်။စခန်းကိုရောက်တော့အထက်ကအကျဉ်းသားတွေကလူတစ်တွေကိုမြင်ပြီးအော်ဟစ်ကြိုဆိုကြပါတယ်။ရောက်ချင်းမှာပဲအဆောင်တွေကစခန်းဝတ်စုံကိုလဲဝတ်ခိုင်းပြီးသူမရဲ့အကျဉ်းစခန်းဘဝစတင်ပါတော့တယ်။မကြခင်မှာပဲလူတစ်တွေကိုခမ်းမတစ်ခုမှစုပြီးထောင်မှုဖရန့်ကမိတ်ဆက်ကစီကံချက်တွေကိုပြောပြပါတယ်။အန်နာကိုအခန်းထဲပို့လိုက်တဲ့အခါမှာတော့ဂျီနီဆိုတဲ့အေးဆေးတည်ငြိမ်တဲ့အခန်းက2လောက်ရှိနေခဲ့ပါပြီ။အဲ့ဒီညမီးပိတ်ပြီးတဲ့နောက်မှာတော့အန်နာတယောက်အိပ်ပျော်သွားခဲ့ပါတယ်။ဒါပေမဲ့ဂျီနီကတော့မအိပ်ပဲအန်နာကိုတိတ်တဆိတ်ထိုင်ကြည့်နေပါတယ်။ဂျီနီကတကိုယ်ရည်တာယာမှုရှာနေပုံရပြီးအန်နာနိုးလာလို့အတန်ကြားတဲ့အခါဂျီနီကအိတ်ချင်အောင်ဆောင်နေလိုက်ပါတယ်။နောက်တစ်နေ့မှာတော့အကျဉ်းသားတွေအပြင်ထွက်ပြီးအနားယူကြပါတယ်။အန်နာကတခြားသူတွေနဲ့ရောနှုံကိုဂယုမဆိုင်ပဲထွက်သွားဖို့လုပ်ပါတယ်။ဒါပေမဲ့ကိုဒီကအန်နာကိုအနောက်ကနေတွန်းလိုက်တာကြောင့်ထမင်းပကံတွေကျမ်းပြင်ပေါ်မှောက်ကျကုန်ပြီးသူတို့အဖွဲ့ကဝိုင်းရကြပါတယ်။ညဘက်အန်နာကျမ်းပြင်တန်ရှင်းရေးလုပ်နေတော့ကိုဒီနဲ့သူ့တငယ်ချင်းတွေကအမောင်ခန်းထဲမှာဝိုင်းပိတ်လိုက်ကြပါတယ်။သူတို့ကိုမလေးမစားလုပ်တယ်ဆိုပြီးဆွဆွဲကဝိုင်းဝန်းရိုက်နှက်ကြပါတယ်။ခေါင်းဆောင်လုပ်တဲ့ကိုဒီကအန်နာကိုချိန်ချောက်ပြီးဒီကိစ္စကိုတိုင်ရင်မလွယ်ဘူးလို့ပြောပါတယ်။မထွက်သွားခင်မှာကိုဒီကအန်နာကိုစိတ်ရှုပ်နေတဲ့အန်နာကဒီစခန်းထဲကလူတွေအကုန်လုံးနှာဘူးတွေပဲဆိုပြီးဒေါသတကြီးပြောပါတယ်။ဂျီနီကသူမကိုနှစ်သိမ့်ပေးပြီးစခန်းထဲကအခြေအနေတွေကိုရှင်းပြပါတယ်။နောက်ဆုံးမှာတော့သူမရဲ့အလှကိုချီးမွမ်းပြီးအန်နာကအစပိုင်းမှာတွန်းဆုတ်နေပေမဲ့သူတို့နှစ်ယောက်ရင်းနှီးသွားကြပါတယ်။နောက်တစ်နေ့အပြင်ထွက်ချိန်မှာအသားမဲ့အကျဉ်းသူတစ်ယောက်ကအန်နာကောင်းကိုဘောလုံးနဲ့ပစ်ပေါက်ပြီးစိန်ခေါ်လိုက်ပါတယ်။အန်နာထွက်သွားပေမဲ့အခန်းတစ်ခုခေါ်သွားပြီးအဖွဲ့ထဲဝင်ချင်းရင်ဟိုသားမဲကောင်မလေးနဲ့တွားချရမယ်လို့ပြောပါတယ်။ကိုဒီတို့အဖွဲ့ကဗီဒီယိုရိုက်ထားမှဖြစ်ပြီးအန်နာလည်းမလုပ်ချင်ပေမဲ့သဘောတူလိုက်ပါတယ်။အန်နာကဟိုကောင်မလေးစီသွားပြီးထိုးကျိတ်ရာကနေရံပွဲကြီးကျယ်ဖြစ်ပွားပါတော့တယ်။အဆောင်တွေဝင်ထိန်ရတဲ့အထိအခြေအနေကဆိုးရွားသွားပါတယ်။ပြည်တန်အနေနဲ့အန်နာကိုအဝတ်စားတွေချုပ်ခိုင်းပြီးအမောင်ခန်းချင်းချင်းလေးထဲမှာ48နာရီကြာပိတ်လောင်ထားလိုက်ပါတယ်။ပြစ်ဒဏ်ပြီးဆုံးတော့အန်နာကိုထောင်မှုဖရန့်ရဲ့ရုံးခန်းစီခေါ်သွားပါတယ်။ဖရန့်ကသူ့မှာအာဏာရှိကြောင်းနဲ့အန်နာကိုစောင့်ကြည့်နေကြောင်းပြောဆိုပါတယ်။သူခိုင်းတာမလုပ်ရင်ပိုဆိုးတဲ့ပြစ်ဒဏ်တွေပေးမယ်လို့ချိန်ချောက်ပါတယ်။နောက်ဆုံးမှာတော့အန်နာရဲ့ကြောက်စိတ်ကိုအခွင့်ကောင်းယူပြီးဖရန့်ကသူ့ဆန္ဒကိုဖြည့်ဆည်းခိုင်းပါတော့တယ်။အန်နာဟာကိုအယမ်းယွန်ရှာသွားပြီးရေချိုးရင်းအန်ချကအရှက်တရားတွေကိုစေးကြောပစ်ဖို့ကြိုးစားရှာပါတယ်။နောက်တစ်နေ့မှာအန်နာဟာကိုဒီရဲ့အဖွဲ့ထဲဝင်ဖို့လက်မောင်းမှာဆေးမင်ကြောင်ထိုးပြီးအမတ်သားပြုလုပ်လိုက်ပါတယ်။တခြားသူတွေထွက်သွားပြီးနောက်ကိုဒီကအန်နာနဲ့ယင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကိုစတင်လိုက်ပါတယ်။ကိုဒီကအဖွဲ့ဝင်အနေနဲ့အန်နာကိုကာကွယ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။သူတို့နှစ်ယောက်အတူရှိနေတော့အဖွဲ့ဝင်တစ်ယောက်မြင်လူနီးပါးဖြစ်ခဲ့ပေမဲ့ကိုဒီကနှင်ထုတ်လိုက်ပါတယ်။မကြခင်မှာပဲအဆောင်ရောက်လာပြီးအန်နာကိုအခန်းစီပြန်ခေါ်သွားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့အန်နာစီကိုသူ့အမေဝင်တွေ့ပါတယ်။ဒါပေမဲ့အားပေးစကားပြောမဲ့စာအန်နာကိုအော်ဟစ်စုပူပါတော့တယ်။အထွေးကိုတမင်တက်ဖြစ်တာလို့ဆွဆွဲပြီးအန်နာရဲ့ရှင်းပြချက်တွေကိုနားမထောင်ခဲ့ပါဘူး။စိတ်ဒေါသထွက်နေတဲ့အမေဖြစ်သူကအန်နာကိုရိုက်နှက်ပါတော့တယ်။အဆောင်တွေဝင်ထားတဲ့ကြားကအမေဖြစ်သူကအန်နာကိုထောင်ထဲမှာပဲတစ်သက်လုံးနေသွားစေချင်တယ်လို့ကြိမ်ဆဲသွားခဲ့ပါတယ်။တွေ့ဆုံမှုအပြီးမှာအန်နာကကိုဒီတို့အဖွဲ့နဲ့တွားတွေ့ပါတယ်။အဲ့ဒီအချိန်မှာအရင်ကရန်ညိုးရှိတဲ့အသားမဲကောင်မလေးကဓားကင်ပြီးအန်နာနောက်ကိုလိုက်လာပါတယ်။ဒါကိုမြင်တော့ရန်ပွဲထက်ဖြစ်ပြီးတခြားသူတွေပါဝင်လာကအကြီးကျယ်ရုံရင်းဆန်ခတ်ဖြစ်ကုန်ကြပါတယ်။မကြခင်မှာပဲအဆောင်တွေဝင်ရောက်ထိမ့်သိမ်းလိုက်ပြီးအန်နာကိုထောင်မှုဖရန့်ရဲ့ရုံးခန်းစီတစ်ခေါက်ထပ်ပိုးလိုက်ပါတော့တယ်။
Frank ကခက်ကားကနေတဆင့်အဖြစ်ပြက်ကိုမြင်တွေ့ခဲ့ပြီးရံပွဲစားတာအန်နာလို့ဆွဆွဲပါတယ်။ပြီးတော့အန်နာကိုမူရစ်စေဝါပါတဲ့ပြုံးတစ်ခုအတင်းသုံးဆွဲခိုင်းတာကြောင့်အန်နာတယောက်စိတ်တွေလွတ်ပြီးမူးဝေသွားခဲ့ပါတယ်။ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး Frank ကအန်နာကိုထပ်မံအမျက်ထုတ်ခဲ့ပါတယ်။အခန်းပြန်ရောက်တော့အန်နာအပြုမူတွေပြောင်းလဲသွားပြီးဂျီနီကိုရန်ရှာကနောက်ဆုံးမှရိုက်နှက်ပါတော့တယ်။အဆောင်တွေက Frank စီတရင်ပိုးလိုက်ပြီး Frank ကအန်နာကိုထပ်မံချင်းချောက်ပြန်ပါတယ်။အန်နာကမခံနိုင်တော့လို့သူ့ကိုအိမ်ပြန်လွတ်ပေးဖို့ Frank ကိုတောင်းပန်ပါတယ်။ဒါပေမဲ့ Frank ကသူခိုင်းတာမလုပ်ရင်ဒီထက်ဆိုးကန်တရားကိုလက်ခံလိုက်ရတဲ့အန်နာဟာအခန်းစီကိုပြန်လာခဲ့ရပါတယ်။အန်နာဟာမူရစ်စေဝါကိုဆွဲလန်းလာတာကြောင့်ကိုဒီစီသွားပြီးဆေးထက်တောင်းပါတယ်။ဒါပေမဲ့ကိုဒီကညှင်းလိုက်တာကြောင့်စကားများကြပြီးကိုဒီကအန်နာကိုမောင်းထုတ်လိုက်ပါတယ်။အန်နာဟာဂျီနီနဲ့ပြန်ဆင်ပြေအောင်ကြိုးစားပေမဲ့ဂျီနီကရှောင်ဖယ်နေပါတယ်။စိတ်ဆင်းရဲစရာအခြေအနေကလွတ်မြောက်ခြင်းတဲ့အန်နာဟာတခြားဆေးဆွဲနေတဲ့အကျဉ်းသူနှစ်ယောက်စီကနေပတ်စံပေးပြီးဆေးဝယ်တောက်လိုက်ပါတယ်။ဒီလိုနဲ့အန်နာဟာနာကျင်မှုတွေကိုမေ့ပြောက်ဖို့မူရစ်စေဝါကိုဆက်လက်သုံးဆွဲနေခဲ့ပါတယ်။ကိုဒီကအန်နာဆေးသုံးနေတာကိုသိသွားပြီးစိတ်ပူကြောင်းလာပြောပါတယ်။ဒါပေမဲ့အန်နာကလက်မခံပဲကိုဒီနဲ့မဆိုင်တော့ကြောင်းပြန်ပြောလိုက်ပါတယ်။စကားထပ်များကြပြီးအန်နာကကိုဒီကိုဒရွေးနဲ့ထွေးလိုက်တာကြောင့်ကိုဒီကအန်နာကိုအဖွဲထဲကထုတ်ပစ်လိုက်ပါတယ်။အခုတော့ကိုဒီရဲ့အကာအကွယ်မရှိတော့တဲ့အန်နာဟာအနိုင်ကျင့်ခံရမယ့်အခြေအနေကိုရောက်သွားပါတယ်။မကြခင်မှာပဲအသားမဲကောင်မလေးနဲ့သူ့အဖွဲ့ကအန်နာကိုရေချိုးခန်းထဲမှာဝိုင်းရိုက်ကြပြီးတယောက်တည်းထားခဲ့ကြပါတယ်။ဆေးပေးခန်းမှာကုသမှုခံယူပြီးတဲ့နောက်အန်နာဟာမူရစ်စေဝါကိုပိုပြီးဆွဲလန်းလာခဲ့ပါတယ်။ဆေးသုံးတာများလာတဲ့အတွက်အန်နာဟာစိတ်တွေဖောက်ပြန်ပြီးထင်ရောက်ထင်မှားတွေမြင်လာပါတယ်။နောက်ဆုံးမှာသူ့လက်မောင်းပေါ်မှာတေးပြီးဆိုတဲ့စာသားကိုတတူးထိုးလိုက်ပါတယ်။ဆေးတံကြောင့်အန်နာနေမကောင်းဖြစ်ပြီးအခန်းထဲမှာအန်ပါတော့တယ်။ဂျီနီကဆေးဖြတ်ဖို့အကြံပေးပေမဲ့အန်နာကလှောင်ပြောင်လိုက်တာကြောင့်ဂျီနီလည်းစိတ်ဆိုးသွားပါတယ်။ရက်တွေကြာလာတာနဲ့အမျှအန်နာအခြေအနေပိုဆိုးလာပြီးရေချိုးခန်းထဲမှာရိုက်ခဲ့တဲ့ကောင်မလေးကိုပြန်သွားရန်ရှာပါတယ်။ရံပွဲကထိမ့်မနိုင်သိမ့်မရဖြစ်ပြီးအဆောင်တွေပါဒဏ်ရာရကုန်ကြပါတယ်။အထူးရဲတပ်ဖွဲ့ဝင်ရောက်နှိမ်နင်းလိုက်ရပြီးအန်နာကိုတတိုက်ပိတ်ပစ်ဒဏ်ထပ်ပေးလိုက်ပါတယ်။အန်နာပြန်လွတ်လာတော့ကိုဒီကလာတွေ့ပြီးဂျီနီကိုလှောင်ပြောင်ပြောဆိုပါတယ်။ဒါကိုကြားတော့အန်နာကကိုဒီကိုပြန်ပြောပြီးသူတို့ဟာတငယ်ချင်းလည်းမဟုတ်ရန်သူလည်းမဟုတ်ကြောင်းနဲ့သူ့ကိုအေးဆေးနေခွင့်ပေးဖို့ပြောလိုက်ပါတယ်။ကိုဒီထွက်သွားပြီးတဲ့ညမှာဂျီနီကအန်နာကိုနှစ်သိမ့်ပေးပြီးသူတို့နှစ်ယောက်ပြန်လဲဆင်ပြေသွားကြပါတယ်။နောက်တစ်နေ့မှာဂျီနီကဆေးမသုံးဖို့တားပေမဲ့အန်နာကနားမထောင်ပဲဆေးသမားတွေနဲ့တွားပေါင်းပါတယ်။အန်နာဆေးသုံးခါနီးမှာကိုဒီရောက်လာပြီးမလုပ်ဖို့တောင်းပန်ပါတယ်။ဒါပေမဲ့အန်နာကဒေါသထွက်ပြီးအော်ဟစ်လိုက်တာကြောင့်ရုံရင်းဆန်ခတ်ဖြစ်ကုန်ကြပါတယ်။အထူးရဲတပ်ဖွဲ့ရောက်လာပြီးဝင်ရောက်ရှင်းလင်းရပြန်ပါတယ်။ Frank ရောက်လာပြီးအခြေအနေကိုထိန်းဖို့ကြိုးစားနေမယ်လို့ချိန်ချောက်ပါတယ်။အဆောင်တယောက်ဝင်လုံးတဲ့အခါ Frank မျက်နှာကိုအန်နာကုန်းမိသွားပါတယ်။နောက်ဆုံးမှာအန်နာကိုဖမ်းချုပ်လိုက်ပြီးအဝတ်စားတွေချွတ်ကတတိုက်ပိတ်ပစ်ဒဏ်ထပ်ပေးလိုက်ပါတယ်။ဒီတစ်ခါမှာတော့အမှောင်ထဲမှာအကြာကြီးနေရတာကြောင့်အန်နာစိတ်သက်ကြလာပါတယ်။စိတ်လွတ်သွားတဲ့အန်နာဟာထမင်းပန်းကိုရိုက်ချိုးပြီးအစအနာတွေနဲ့ကိုလှီးလိုက်ပါတယ်။သွေးတွေထွက်နေတဲ့အန်နာကိုအဆောင်တွေတွေ့ပြီးဆေးကုသဖို့ခေါ်စိတ်ကျန်းမာရေးဆရာဝန်ဒေါက်တာဟန်နဲ့တွေ့ဆုံရပါတယ်။ဒေါက်တာဟန်ကကူညီဖို့ရောက်လာတာပါလို့ပြောတော့အန်နာကရင်ဖွင့်ပါတော့တယ်။သူမတေချင်တာမဟုတ်ပဲဒီအထီးကျန်မှုနဲ့နာကျင်မှုတွေကနေလွတ်မြောက်ချင်တာပါလို့ပြောပြပါတယ်။အဲ့ဒီနောက်အန်နာကိုရိုးရိုးလူနာဆောင်ပို့လိုက်ပြီးသူနာပြုဆရာမကနှစ်သိမ့်ပေးပါတယ်။နေကောင်းလာတော့အန်နာကသူ့အမေနဲ့တွေ့ခွင့်တောင်းလိုက်ပါတယ်။အမေဖြစ်သူရောက်လာပြီးအရင်ကအမားတွေအတွက်တောင်းပန်ကအန်နာရဲ့ပညာသင်စုပြန်ရအောင်ကူညီမယ်လို့ကတိပေးပါတယ်။အိမ်ဆုံးရှုံးလိုက်ရတာကြောင့်အမေဖြစ်သူကအမှန်တရားကိုသဘောပေါက်သွားပုံရပါတယ်။အန်နာမျောလင်းချက်ရောင်ချီတန်းလာချိန်မှာပဲ Frank ကသူ့ရုံခန်းကိုခေါ်တွေ့ပြန်ပါတယ်။အန်နာနေကောင်းပြီဖြစ်လို့အခန်းပြန်ပို့လိုက်ပြီးသူမရဲ့စိုးရိမ်မှုတွေကိုဂရုမစိုက်ခဲ့ပါဘူး။အခန်းပြန်ရောက်တော့အန်နာဟာဘဝသစ္စာကိုဆုံးဖြတ်ပြီးလက်မောင်းကဂိုင်းတက်တူးကိုဖျက်ပစ်လိုက်ပါတယ်။ဂျီနီကလည်းအန်နာရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံအားပေးပါတယ်။သမင်းစားချိန်မှာကိုဒီနဲ့သူ့အဖွဲ့ကအန်နာတယောက်တည်းဖြစ်နေတာကိုလှောင်ပြောင်ကြပါတယ်။ညဘက်ရောက်တော့အဆောင်ကအန်နာကိုအခန်းတစ်ခုစီခေါ်သွားပြီးအဲ့ဒီမှာ Frank ကတရောတလက်နဲ့စောင့်နေပါတယ်။ထောင်အာနာပိုင်းတွေကျင်းပမဲ့ပွဲတစ်ခုမှာတရောထိုးဖြစ်ဖြော်ဖို့ Frank ကကမ်းလှမ်းပါတယ်။အစပိုင်းမှာညင်းပေမဲ့နောက်ဆုံးမှာအန်နာသဘောတူလိုက်ပါတယ်။အန်နာတရောထိုးနေတော့ခဏတာစိတ်သက်သာရသွားပြီးဂီတထဲမှာစီးမျောသွားခဲ့ပါတယ်။ဆရာမမြင်သွားပါတယ်။
Frank ထွက်သွားပြီးနောက်သူနာပြုဆရာမက Frank ရဲ့မတော်မတရားလုပ်ရက်တွေကိုတိုင်ပေးမယ်လို့အန်နာကိုပြောပါတယ်။ဒါပေမဲ့ Frank ကဒီကနေသူတို့ပြောတာကိုကြားသွားပြီးအကျဉ်းသားတစ်ယောက်ကိုလွတ်ကာသူနာပြုဆရာမကိုတက်ခိုင်းလိုက်ပါတယ်။ဒီသတင်းကိုကြားတော့အန်နာတစ်ယောက်အယံဝမ်းနေပြီးငိုကြွေးပါတော့တယ်။ Frank ကအန်နာကိုခေါ်တွေ့ပြီးဝယ်ပေးမယ်ဆိုတဲ့သဘောနဲ့တရောထိုးပွဲမှာကောင်းကောင်းလုပ်ဖို့တတိပေးပါတယ်။ပွဲနေ့မှာအန်နာကတရောကိုအကောင်းဆုံးထိုးပြခဲ့ပြီးပရိသတ်ရဲ့လက်ခုပ်တံကိုရရှိခဲ့ပါတယ်။ပွဲပြီးတော့ Frank ကဆုချတဲ့အနေနဲ့နောက်လမှာလူငင်းချမ်းသာခွင့်လျှောက်ပေးမယ်လို့ပြောပါတယ်။အန်နာအန်အိုဝမ်းသာသွားပေမဲ့ Frank ကလွတ်ချင်ရင်သူ့ဆန္ဒကိုဖြည့်ဆည်းပေးရမယ်ဆိုပြီးအတင်းအကျပ်ပြုချင်ပါတော့တယ်။အခန်းပြန်ရောက်တော့အန်နာကလူငင်းချမ်းသာခွင့်အကြောင်းဂျီနီကိုပြောပြပါတယ်။ဂျီနီကတော့ Frank ကိုမယုံဖို့နဲ့သူကမျှော်လင့်ချက်ပေးပြီးမှရိုက်ချိုးတတ်တယ်လို့သတိပေးပါတယ်။အန်နာက Frank ကိုဖြုတ်ချဖို့ဆုံးဖြတ်ပြီးကိုတီစီအကူအညီသွားတောင်းပါတယ်။ကိုဒီကသဘောတူပြီး Frank ရဲ့ရုပ်မာမှုတွေကိုခိုးရိုက်ဖို့ကင်မရာတစ်လုံးပေးလိုက်ပါတယ်။လူငင်းချမ်းသာခွင့်အဆုံးဖြတ်ပေးမဲ့နေ့မှာအန်နာက Frank ကိုဂတိတီဖို့တတိပေးပါတယ်။ Frank ကနောက်ဆုံးအနေနဲ့သူ့ဆန္ဒကိုဖြည့်ဆည်းခိုင်းပြန်ပါတယ်။အန်နာကဒီအဖြစ်အပျက်ကိုကင်မရာနဲ့ခိုးရိုက်ထားလိုက်ပါတယ်။အဲ့ဒီနောက်အန်နာကိုအာနာပိုင်တွေရှေ့ခေါ်သွားပြီးလူငင်းချမ်းသာခွင့်အတွက်စစ်ဆေးမေးမြန်းပါတယ်။အန်နာကသူပြောင်းလဲသွားပြီဖြစ်ကြောင်းပြောပေမဲ့ Frank ကကန့်ကွက်ပါတယ်။ဒီလိုဖြစ်မယ်ဆိုတာကြိုသိနေတဲ့အန်နာက Frank ရဲ့ရုပ်မာမှုတွေကိုရိုက်ထားတဲ့ဗီဒီယိုကိုထုတ်ပြလိုက်ပါတယ်။အာနာပိုင်တွေအံ့ဩသွားပြီး Frank ကိုချက်ချင်းဖမ်းဆီးလိုက်ပါတယ်။ Frank ကိုခေါ်သွားပြီးတဲ့နောက်အန်နာကိုလွတ်ငင်းချမ်းသာခွင့်ပေးလိုက်ပါတယ်။တာဝန်ရှိသူတွေကအန်နာကိုတောင်းပန်ပြီးပြန်လွှတ်ပေးဖို့စီစဉ်လိုက်ပါတယ်။မထွက်သွားခင်မှာအန်နာကဂျီနီကိုနှုတ်ဆက်ပြီးသူတို့နှစ်ယောက်ဖက်လဲတကင်းရှိခဲ့ကြပါတယ်။အဆောက်အုံထဲကထွက်လာတော့ကိုတီကိုတွေ့ပြီးကူညီခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောခဲ့ပါတယ်။အဆောင်ကအန်နာကိုအပြင်ဘက်အထိလိုက်ပို့ပေးလိုက်ပါတယ်။အပြင်ရောက်တော့အန်နာအမေကလက်ကမ်းကြိုဆိုပြီးတားမီနှစ်ယောက်ပြန်လဲဆုံတွေ့ခဲ့ကြပါတယ်။စက်သိန်းခန်းမှာတော့အန်နာကစင်မြင့်ထက်မှာတရောထိုးဖြေဖြောနေတာကိုပြသထားပါတယ်။ပရိသတ်တွေကအန်နာရဲ့ဂီတကိုအံ့ဩမင်သက်စွာနားထောင်နေကြပါတယ်။ပရိသတ်တွေကြားထဲမှာအန်နာအမေကသမီးဖြစ်သူရဲ့ကြန့်ခိုင်မှုကိုဂုဏ်ယူရင်းမျက်ရည်ကျနေတာကိုတွေ့မြင်ရပါတယ်။ဒီလိုနဲ့အန်နာဟာအမှောင်ထုကိုကြော်ဖြတ်ပြီးဘဝသစ်ကိုစတင်နိုင်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် channel ကို subscribe လုပ်ပြီးနောက်ထပ်ဗီဒီယိုသစ်တွေအတွက်ခေါင်းလောင်းလေးနှိပ်ထားပေးကြပါဦးနော်။ဒီစကားနဲ့ပတ်သက်ပြီးဘယ်အချက်ကိုသဘောကျလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ကြပါဦး။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။